ဒါတော့ကိုအပေါ်တက်ရမယ်လက်မှတ်ပါအပေါ်တက်တာကို6ချောင်းနဲ့ကိုတက်တာတော့လက်မှတ်ဝယ်ရတယ်โอเคကို6ချောင်းနဲ့ကိုတက်ရတာအစ်စေးပါလာပါကဲမမထက်ဤကတော့အလှပြင်နေတယ်အခုညနေမှာကျွန်တော်တို့ Marble Mountain ကိုသွားပါမယ်ဟိုတယ်ကနေပြီးတော့ဟုတ်ပါတယ် Grab ငှားသွားပါမယ်ဟုတ်ပါတယ် Marble Mountain ကို Grab ကကျွန်တော်တို့ဟိုပေါ့15မိနစ်လောက်သွား Vietnam Down 8000ပေးရမယ်USD နဲ့ဆိုရင်တော့$3လောက်ကြာမယ်ပေါ့နော်$3လောက်တော့ကြာမယ်15မိနစ်နဲ့10လောက်မိနစ်20လောက်သွားရမယ် Grab နဲ့သွားပါမယ် Marble Mountain ကိုလိုက်ခဲ့ကြပါဦးဒါ Marble Mountain ကိုကျွန်တော်တို့ကားငှားပြီးတော့သွားနေရပါဒါနဲ့မှရှိတဲ့ Marble Mountain ကဒါ tourist site ကိုရန်လေးလှတယ်လို့ပြောတယ်အဲ့တော့ကျွန်တော်တို့သွားကြည့်ပါမယ်အကြည့်လိုက်ပါဦးဒါ BNN တချင်းလေးနဲ့ကားရမှာမထိုက်ရတော့မှငွေပြန်အမ်းဖို့ဈေးတွက်နေရပါတယ်ငွေကတိန်းကျော်တန်းနေပဲကန်ရတာဆိုတော့လေမြို့ထဲမှာလူမရှိဘူးနဲ့ဒီမှာအကုန်လာစုနေတယ်။ဟိုပြည့်ကျက်ညက်နေရပဲကားတွေအခုကားသွားလို့မရလို့လမ်းလျှောက်လာရတယ်။ကားအထဲဝင်လို့မရလို့အထဲကိုလမ်းလျှောက်လာရပါတယ်။လူတွေကတော့အပြည့်ပါပဲကြိတ်တိုးတစ်ကက်ကတယောက်ကို2000ပါထဲဝင်တစ်ကက်ဝယ်ရပါတယ်ဒါတော့မှာပဲကြောက်တောင်ကြီးပါကဲထဲဝင်ပါတော့မယ်ဟုတ်ပါတယ်ဒီမှာပါရှိတယ်ကြည့်လိုက်ပါဦးပေါ်တီတက်မှာပါတက်မယ်ပေါ်က2မျိုးတက်လို့ရတယ်လမ်းလျှောက်တက်လို့လည်းရတယ်ဓာတ်လီကားနဲ့တက်လည်းရတယ်အဲ့တော့ချင်းကြည့်လိုက်အောင်မလေးကြည့်ပြီးတော့လောက်ကြတာပေါ့โอเคကြောက်သားနေရန်ကိုဒါထွင်းထုတ်ထားတာပါခုထဲမှာရှိတဲ့ဆူတောင်းတဲ့နေရာလို့ပြောပါတယ်살짝 보고 왔어요. 살짝 시간이 없어갖고. 또 호ထိပ်ထိအပေါ်ထိကိုဒီကနေတက်တာပါဟိုမှာချင်းလေးချက်ကြီးချက်ဟမ်ဘာလို့လဲလာပါတက်ပါချက်ကြီးကုန်းကွာနဲ့ထကြီးအပေါ်မတက်ရဲလို့ဆက်မတက်တော့ပါဘူးအဲ့တော့လက်မှတ်ဝယ်နေရပါအပေါ်တက်ဖို့အတွက်2သိန်းနဲ့လက်မှတ်ဟုတ်ပါဘူးလက်မှတ်ဗလား8000လက်မှတ်တယောက်ကို4000တော့8000ဟိုးပေါ်လမ်းလျှောက်တက်မှာပါဒါတော့ဟိုးအပေါ်တက်ရမယ်လက်မှတ်ပါအပေါ်တက်တာကို6ချောင်းနဲ့ကိုတက်တာတော့လက်မှတ်ဝယ်ရတယ်โอเคကို6ချောင်းနဲ့ကိုတက်ရတာအစ်စေးပါလာပါအဖေမဲKelingin Beach တောင်ဒီလောက်ဆင်းခဲ့တယ်ဒီလောက်ကအေးစေး
ဟုတ်လားကိုခဏစီမ စီတော့ ကြိုတင်ပြင်ဆင်မှုဆိုတာရှိရတယ်လေ အမလေး အားကစားသမားတွေကတော့အေးဆေးပါဒီလောက်ကတော့ဟဲ့ဘယ်လိုဖြစ်နေရဘယ်လိုဖြစ်နေရတော့ จับတယ်မလုံးနဲ့ ဟယ်လို ကဲနောက်ဆုံးတော့ပေါ်ရောက်လာပါပြီ ဟုတ်ပါတယ် တင်မှန်းသွားပြီချွေးတွေ ပြန်မှန်းသွားပြီအဓိကဟိုဖြစ်လို့လေမတ်တာ မတ်တယ်တက်တာတော့မကြပါဘူး10မိနစ်တော့မပြည့်ပါဘူး9မိနစ်10မိနစ်လောက်ပဲ အဲ့မဲ့တော်မတ်တော့ မတ်တယ် နည်းနည်းညံ့တာပေါ့ဟိုကတော့ အားကစားသမားတွေကိုရှင်းလို့မရဘူး ဒီမှာဟုတ်ပါတယ် ဒါကတော့မာရီမောင်တင်ရဲ့ပေါ်လုံးရောက်လာတာပါဒါဒီမျိုးလုံးပဲဒီဘက်ကနေဟိုဘက်ကိုဒီဘက်ကိုပင်လယ်ဘက်ကိုမြင်ရပါတယ် ဟုတ်ပါတယ် ဒါနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်